အားလုံးပဲမြင်လာပါဆက်နောက်ထပ် exercise number 5ကိုဆက်လက်ပြီးတော့သွားရအောင် find the area of the kite အဲ့တော့စွန်ပုံတန်ပေးထားတဲ့ဒီကောင်လေးရဲ့ area ကိုဆက်တော့လိုချင်တယ်ဒီမှာစွန်ပုံတန်လေးပေးထားတယ်အဲ့ဒီကောင်ရဲ့ area ကိုလိုချင်တယ်အဲ့တော့သူပေးထားတာကဒီမှာ DIDT က8ရှိတယ် DIDT က4 DIDT က7ဒီကောင်လေးက7ဒီကောင်လေးက4လို့ပေးထားတယ်အဲ့တော့ဒီလိုပုံစံမျိုးစွန်ပုံစံရှိတဲ့ဒီကောင်တွေမှာဆိုလို့ရှိရင်အဲ့ဒီစွန်ပုံစံကိုပိုင်းဖြတ်ထားတဲ့ DAC ဆိုတဲ့ down ဖြတ်မြင်းသည်အပေါ်မှာရှိတဲ့တတိကန်လေးဒါအပေါ်မှာတတိကန်တစ်ခုရှိတယ်အောက်မှာတတိကန်တစ်ခုရှိတယ်အဲ့တော့အပေါ်တတိကန်နဲ့အောက်တတိကန်နဲ့ကဆိုတော့တူညီစာထုတ်ဝက်ပိုင်းနဲ့ဆိုတာသိရမယ်အဲ့တော့အပေါ်တတိကန်နဲ့ဆက်ဆွဲပြမယ်အပေါ်တတိကန်ကျဒီမှာ ADC ဆိုတဲ့တတိကန်အစိမ်းလေးပေါ့ဒီအပေါ်တတိကန်နဲ့အောက်မှာရှိတတိကန်ဒီမှာ ABC ဆိုတဲ့တတိကန်ဒီတတိကန်နဲ့ကတူတယ်ဆိုတာသိရမယ်အဲ့တော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးစွန်ပုံစံရှိတဲ့ဒီကောင်တွေမှာဆိုရင် AC ကဒီမှာရှိတဲ့အလယ်မြင်းလေးပေါ့ဒီအလယ်မြင်းဒီအပေါ်တတိကန်နဲ့အောက်တတိကန်ကိုတူညီစာထုတ်ဝက်ပိုင်းနဲ့အဲ့တော့ဒီကောင်တစ်ခုလုံးရဲ့ area ကိုဆရာတို့ကလိုချင်တယ်ဆိုလို့ရှိရင်အောက်တတိကန်အနီလေးပေါ့တတိကန် ABC ရဲ့ area ကိုသာရအောင်ရှာလိုက်တတိကန် ABC ရဲ့ area ကိုရပြီဆိုလို့ရှိရင်သူ့ကို2နဲ့မြှောက်လိုက်မယ်ဆိုလို့ရှိရင်ဆရာတို့လိုချင်တဲ့တစ်ခုလုံးရဲ့ area ရပြီပေါ့အဲ့တော့ပြန်ပြောရမယ်ဆိုရင်အလယ်မှာရှိတဲ့ဒီမြင့်တောင်းဖြတ်မြင့် AC ကအပေါ်ကားကောင်နဲ့အောက်ကကောင်အပေါ်တတိကန်နဲ့အောက်ကတတိကန်တူညီစာထုတ်ဝက်ပိုင်းတဲ့အခါမှာအောက်ကတတိကန်ဖြစ်တဲ့ ABC ရဲ့ area ကိုရအောင်ရှာလိုက်မယ်အဲ့ဒီ ABC ရဲ့ area ကို2နဲ့မြှောက်လိုက်မယ်ဆိုရင်တစ်ခုလုံးရဲ့မရပြီဆိုလို့ရှိရင် kite ရဲ့ area ကိုရပြီပေါ့ဆိုတော့အဲ့တော့အောက်မှာရှိတတိကန်ဒီကောင်လေးပေါ့အောက်တတိကန်လေးဒီမှာဒီတတိကန်လေးရဲ့ဆိုတော့ area ကိုရှာကြရအောင်အဲ့ဒီမှာသိရမှာကအနာသုံးနာပေးထားတဲ့487အနာသုံးနာပေးထားပြီးတော့ဒီတတိကန်ရဲ့ area ကိုလိုချင်တယ်ဆိုရင်သုံးရမယ့်ပုံသင်နည်းက hero ရဲ့ဘာလဲဆိုလို့ရှိရင် theorem ပေါ့အဲ့မှာဆိုတော့တတိကန် ABC area ကိုလိုချင်တယ်ဒီကောင် S ရဲ့နေရာဒါ A ရဲ့နေရာဒါ B ရဲ့နေရာဒါ C ရဲ့နေရာပေါ့အဲ့တော့ F တန်ဖို့လိုချင်တယ်ဆိုဒီအနာသုံးနာပေါင်း2နဲ့စားမယ်ဒီမှာ F တန်ဖို့လိုချင်တယ်အနာသုံးနာပေါင်းနဲ့2နဲ့စားတယ်19 90/2ရရှိသွားတယ်ဒါ F တန်ဖို့ဒီမှာ A ရဲ့တန်ဖို့က4 B ရဲ့တန်ဖို့က7 C ရဲ့တန်ဖို့က H ဒီမှာဒါ S ရဲ့နေရာတွေဖြစ်ပါတယ်အဲ့တော့ဒါတို့ရမိုင်းသင်္ကန်းတောင်နားလည်ကြည့်ထားဖို့လိုပါတယ်အဲ့ဒီမှာဆို90/2ရှင်းမယ်ဒီမှာရှင်းလိုက်တဲ့အခါမှာ11/2ဒီကောင်ရှင်းလိုက်တဲ့အခါမှာ5/2ဒီကောင်ရှင်းလိုက်တဲ့အခါမှာ3/2အဲ့တော့ဒီမှာအပေါ်ကကောင်တွေအားလုံးကိုမြောက်ချလိုက်တဲ့အခါမှာ3135√2ရမယ်အဲ့တော့ဒီမှာသိရမှာကဒီကောင်ဆိုရင်2နဲ့4ဒါ2နဲ့4အဲ့တော့4နှလုံးဆိုရင်4ကိုအပြင်ထုတ်ရေးလို့ရပြီမှာဆို4ကိုအပြင်ထုတ်ရေးလိုက်တယ်အဲ့တော့မှာ √3135/4 လို့ရရှိသွားတယ်အဲ့ဒီမှာရှိတဲ့အပေါ်ကကောင်ဒီကောင်ကိုပေါ့3135 root ကို square root ကြည့်လိုက်တဲ့အခါမှာ35.99/4 ရရှိသွားတယ်အဲ့မှာဒီကောင်ကိုဆက်4နဲ့စားတဲ့အခါမှာ30.9975 square unit ဆိုရရှိသွားတာဖြစ်ပါတယ်ဒါဆိုတတိကန် ABC ရဲ့ square unit ကိုဆက်တော့ရရှိသွားပြီအဲ့မှာတတိကန် ABC ဒီအောက်တတိကန်ရဲ့ area ရရှိသွားပြီဒီအောက်ကကောင်တတိကန်တစ်ခုရဲ့ area ကဘယ်လောက်ဆိုရင်ဒီမှာ73.995လို့ရသွားတာဒါဆိုဆက်တော့လိုချင်တာတစ်ခုလုံးလေဒီတစ်ခုလုံးဒီစွန်ပုံစံတစ်ခုလုံးရဲ့ area ကိုလိုချင်တယ်ဆိုရင်ဒီကောင်ကိုဆက်တော့2နဲ့မြောက်လိုက်အောင်ဒီကောင်ကို2လိုက်မြောက်လိုက်ရင်အပေါ်ကကောင်ရသွားမယ်အဲ့တော့ဒီတတိကန်နဲ့အပေါ်ကတတိကန်နဲ့ဒီအောက်ကတတိကန်နဲ့တူတဲ့အခါမှာတတိကန်တစ်ခုရတယ်ဆိုရင်2နဲ့မြောက်လိုက်အောင်မယ်ဆိုတော့အဲ့ပါတော့ a kite လို့ခေါ်တဲ့ kite ရဲ့ area ကိုလိုချင်တယ်ဆိုလို့ရှိရင်ဆက်တော့ရသွားတယ်ခုနတတိကန် ABC ရဲ့ area ကြီးကိုဆက်တော့2နဲ့မြောက်လိုက်တဲ့အခါမှာဆက်တော့ဘယ်လောက်နဲ့27.995 square unit ဆိုပြီးတော့ဒီ kite စွန်တစ်ခုလုံးရဲ့ area ကိုရရှိသွားတာဖြစ်ပါတယ်အဲ့နားလည်မထင်ပါတယ်ဆက်တော့လိုချင်တာကတော့ဒီ kite တစ်ခုလုံးရဲ့ area ကိုလိုချင်တဲ့အခါမှာအောက်ကတတိကန် ABC ရဲ့ area ကိုရင်ရှာလိုက်တယ်အောက်ကတတိကန် ABC area ရသွားတဲ့အခါမှာ2နဲ့မြောက်လိုက်တဲ့အခါမှာတစ်ခုလုံးရဲ့ kite တစ်ခုလုံးရဲ့ area ရရှိသွားတာဖြစ်ပါတယ်ဒီတော့ပါပဲ